ရန်သူကတော့သူကရန်သူပြီးလုံနေပြီကျွန်တော်တို့ကတော့ဘာလုံနိုင်တယ်လဲကျွန်တော်တို့အနေနဲ့အဖွဲ့ရှိအတီးတီးအနေနဲ့ก็ဘာဘယ်အခန်းခန္ဓာကနေတတ်နိုင်တယ်လဲဆိုတဲ့ဟာကိုအလုတ်ကူမှန်ကန်တော်လိုင်းရေးတတိမှန်နဲ့လုံလာမယ်ဆိုရင်တော့ကျွန်တော်တို့ကစုစည်းမှုယုံကြည်မှုကဒီထက်ပိုပြီးမှကောင်းမွန်လာမှာပါလို့တော့ယူဆပါတယ်ဟုတ်ကဲ့တော်လိုင်းရေးနေမီတွေတချို့မြို့တွေတိမ့်နိုင်တယ်ဆိုပြီးမဲ့လည်းဘယ်အချိန်ထိကိုကျွန်တော်တို့ကထိမ့်သိမ့်နိုင်မလဲဘယ်ထိကိုလွတ်မြောက်နိုင်အောင်ထိမ့်သိမ့်နိုင်မလဲအဲ့ဟာကတော့တော်လိုင်းရေးတမားတွေထဲရဲ့တာဝန်တော့မဟုတ်ဘူးဒီထဲမှာရှိနေတဲ့ပြည်သူတရက်လုံးတဦးချင်းစီရဲ့တာဝန်တော့ဟုတ်တယ်တဦးချင်းစီပြည်သူတဦးချင်းစီကဘယ်လောက်ထိပူးပေါင်းနိုင်မလဲဘယ်လောက်ထိဆောင်ရွက်ပြီးကြမလဲဘယ်လောက်ထိပူးပေါင်းကြမလဲဆိုတဲ့အပေါ်မှာကတော့အာမခံချက်ရှိနိုင်မယ်ရှိရေးအရာကကျွန်တော်တို့အာမခံချက်ရှိမှတာလည်းအုပ်ချုပ်ရေးပိုင်ကောကြားနဲ့ကာဏပိုင်ဆိုင်ရာကအာမခံချက်ပြီးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့လိုပဲယူဆပါတယ်မင်္ဂလာပါခင်ဗျာဒဇိုလန်ပို့စ်ရဲ့ exclusive interview အစီအစဉ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ဇုံပွန်ပြီးပါကျွန်တော်တို့ရဲ့မြန်မာတော်လှန်ရေးဟာခုဆိုရင်စီးရီအရာအောင်မြင်မှုတွေတချို့ပို့ပြီးတော့ရရှိလာတယ်လို့တစ်ဖက်မှာလည်းတင်းပတ်ရရှိထားတဲ့မြို့တွေပေါ့နော်ပြန်လဲပြီးတော့လက်မလွတ်ရရေးပြီးတော့အုပ်ချုပ်ရေးတရားစီရင်ရေးစနစ်တကျလဲပတ်နိုင်ဖို့အတွက်တွေကဒီချိန်မှာအဓိကစိန်ခေါ်မှုတွေဖြစ်လာနေတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာကတော့ချင်းပြည်နယ်ရဲ့စီရီပိုင်းမှာအဓိကတာဝန်ယူထားတဲ့ ZFU PDF ဇိုလန်ရဲ့ COC ချုပ်လည်းဖြစ်တဲ့ CB ရဲ့ CE ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဆရာကြီးတော်ကိုဖိတ်ခေါ်ပြီးတော့ဒေသအတွင်းစီရီအပါအဝင်ပုလင်းမင်တာမှုနဲ့တာဝန်ခံမှုရှိတဲ့အုပ်ချုပ်ရေးအကြောင်းတွေကိုကျွန်တော်အဓိကထားပြီးတော့ဆွေးနွေးသွားဖို့ဖြစ်ပါတယ်ဟုတ်ကဲ့ဆရာအခုလိုကျွန်တော်တို့ဒဇိုလန်ပို့စ်ရဲ့အစီအစဉ်မှာပါဝင်ပြီးတဲ့အတွက်ပထမဦးစွာကျေးဇူးတင်ကြောင်းပြောလိုပါတယ်ခင်ဗျာကျွန်တော်လည်းအခုလိုမျိုးတွေ့ဆုံခွင့်ရတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာဆိုတော့အတိစိတ်မိခွန်းတွေကျွန်တော်တို့မတွားခင်ပါပထမဆုံးအနေနဲ့ခုချိန်ပေါ့နော်ကျွန်တော်တို့လက်ရှိမြန်မာဒေါ်လာကြီးအခြေအနေအရက်ကိုဆရာရဲ့အမြင်နဲ့စဖြစ်ပါတယ်ပေါ့နော်အခုဆိုရင်ဒေါ်လာကြီးဟာ9နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့နိုင်ငံရေးစီးကြီးအုပ်ချုပ်ရေးစတဲ့ကျွန်တော်တို့ကန္တာ3ခုလုံးမှာလက်ရှိဒေါ်လာကြီးအင်အားစုတွေကနေပြီးတော့ဘယ်လိုအဆင့်ထိရောက်နေပြီလဲဆိုတာသုံးသပ်ပြီးပါအောင်ခင်ဗျာပထမအဆုံးအနေနဲ့ပေါ့ဟုတ်ကဲ့ပါကျွန်တော်တို့ဖြတ်တန်းလာတဲ့ဒီ9နှစ်တာကာလရှိရေးနိုင်ငံရေးအုပ်ချုပ်ရေးပဲပေါင်းဆောင်ကနေကျွန်တော်တဝူကြီးတော့အမြင်ပေါ့နော်ဖုံပြီးမှပြောရရင်တော့ဒီဘောလုံးပွဲနဲ့ပြောမယ်ဆိုရင်တော့ဒါစီမီအဆင့်တော့ရောက်ပြီလို့တော့ကျွန်တော်ပြောလိုပါတယ်အုပ်စုကနေကွာတာကနေစီမီပေါ့နော်နောက်ဒီအချူးကွိအပြောင်းလဲ final ကန်ဖို့ကိုကျွန်တော်တို့ဘူလူပွဲတကယ်ကိုချန်ပီယံပွဲလူဖို့အဆင့်ရောက်ခါနီးနေပေါ့နော်စီမီအဆင့်တော့ရောက်နေပြီလို့တော့ပြောလိုပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာအခုနောက်ပိုင်းမှာဆိုရင်စစ်ရေးအရာအောင်မြင်မှုတွေရှိနေပြီမဲ့တစ်ဖက်မှာလည်းတော်လိုင်းရေးအင်အားစုတွေကြားမှာစုစည်းမှုပေါ့နော်မရှိနိုင်တာဥပမာအခုလောလတ်အနေနဲ့ BNR ဘူနဂါတို့နဲ့ NUG တို့ပြဿနာပေါ့နော်တော်လိုင်းရေးအင်အားစုအချင်းချင်းပြဿနာတွေရှိနေတယ်ပေါ့နော်ပြီးတော့ဒီနိုင်ငံဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့အတွက်နိုင်ငံရေးဘုံသဘောထားတည်ဆောက်မှုအပေါ်မှာပြည်သူတွေအနေနဲ့စိုးရိမ်မှုတွေရှိနေတယ်ပေါ့နော်စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဒီအပေါ်မှာရောဆရာအနေနဲ့ဘယ်လိုသုံးသပ်ထားပါတယ်လဲပေါ့နော်ဘယ်လိုဆွေးနွေးခြင်းပဲဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီစုစည်းမှုပိုင်းမှာအားမလို့အားမရဖြစ်နေပြီမဲ့လည်းဒါကဘယ်လို view နဲ့ကြည့်မလဲတစ်ဖက်မှာကကျွန်တော်တို့တော်လိုင်းရေးစိတ်တက်နဲ့ကြည့်မယ်ဆိုရင်တော့စုစည်းမှုကအားရစရာတွေကများတယ်ဆိုကြပါစို့ကျွန်တော်တို့ဒီ2025အတွင်းမှာစုဖွဲ့ထားတဲ့ SRA ပုံစံပေါ့နော်ဆိုတော့ဒီလူမျိုးကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့လက်နဲ့ကိုင်မြောက်များစွာရှိနေပြီမဲ့လည်းစုစည်းမှုကအလွာ3မျိုးနဲ့ဖွင့်ဆိုလို့ရတယ် EAO အုပ်စုပေါ့နော်တိုင်းရင်သားလက်နဲ့ကိုင်ဒီ EAO အုပ်စုရဲ့ပြီးနောက်တစ်ခုကျတော့ NUG MOD အောက်မှာရှိတဲ့ PDF တွေပြီးရင်အမှမဟုတ်တဲ့ local တခြားအဖွဲ့အစည်းတီးတီးတွေ SRA အဲ့လိုမျိုးအစုအဖွဲ့တွေကလည်းတစ်ဖက်မှာကျွန်တော်တို့ပြင်ကြည့်မယ်ဆိုတာအားရစရာကောင်းတယ်တစ်ဖက်မှာကျတော့ဒီ lobby တွေကတခြားဒီတော်လိုင်းရေးကိုအားနေအောင်ဒီတော်လိုင်းရေးကိုအလူမရှိတဲ့သူတွေကျတော့ဘယ်
လူဖွဲ့ရှိဘယ်လူဖွဲ့ရှိသူတို့ကမကောင်းတဲ့ view နဲ့ပေါ့နော်ဒါကကျွန်တော်တို့ကတော်လိုင်းရေးဘက်တော်သားတွေဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကဒီစုရှိမှုတွေကတော့ကျွန်တော်တို့ကအားရဖို့ကောင်းတယ်လို့တော့ယူဆတယ်ဘာဖြစ်လို့လဲဆိုရင်တော့တောင်တန်းဒီတာကောဟူထိ currently ထိကူကဒီလိုမျိုးစုရှိနိုင်တဲ့ဟာကတော့အပြုသဘောဆောင်တဲ့နောက်မှာကျွန်တော်တို့တော်လိုင်းရဲ့ချင်းချိတ်ဆက်ရှိနဲ့လက်တွေ့ကြရှိရေးကိုမဖော်ဆောင်နိုင်တည်ပြီးမဲ့လဲဒါနိုင်ငံရေးအရာချိတ်ဆက်မှုကအားကောင်းတယ်လို့ယူဆလို့ရတယ်ပြီးရင် EAO MOD PDF တွေကြမှာ local တွေကြမှာချိတ်ဆက်မှုကအမတားမှာကောင်းမွန်တဲ့ခိုင်မာတဲ့စုရှိမှုလို့တော့ကျွန်တော်ပြောလို့တယ်တစ်ဖက်မှာလည်းပဲဒီအဖွဲ့ရှိတီးကတော်လိုင်းရေးကြာလာတာနဲ့အမြကျွန်တော်တို့ကဖြစ်ပေါ်လာချင်းလည်းမတူတလို့ဖြစ်ပေါ်လာချင်းလည်းမတူဘူးပေါ့နော်တချို့တွေကြတော့ emotion နဲ့ထွက်လာတဲ့ခါကျတော့သူ့ရဲ့အတီးပွန်းကလည်း emotion ပဲဖြစ်တဲ့ခါကျတော့ကြာရှိမခံဘူးတချို့ကကြတော့ခံယူချက်နဲ့ထွက်လာတဲ့ခါကျတော့သူ့ရဲ့ခံယူချက်နဲ့တီးဆောက်လာတဲ့အတီးကတော့ကောင်းမွန်တဲ့အတီးဖြစ်လာတယ်ပေါ့ဆိုတော့ပြဿနာအမျိုးမျိုးရှိနိုင်ပါတယ်ဒါပေမဲ့သူထွက်ပေါ်လာတဲ့ကူက foundation မှာမှန်ဘူးလို့တော့ကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့ဆရာအခုဆရာပြောတဲ့တစ်ဖက်ကနေတတ်နိုင်တဲ့လောက်စုစည်းမှုလုပ်သွားနိုင်တယ်ပေါ့နော်နိုင်ငံရေးအရာလည်းစုစည်းမှုရှိလာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုပညာရှင်တွေပဲဖြစ်တကယ်နိုင်ငံရေးသုံးသပ်လေ့လာတဲ့သူတွေအနေနဲ့သူတို့ထောက်ပြနေတာကကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကျမ်းတို့ဘာလို့ဆိုရင်တော့9နှစ်တောင်မှရှိသွားပြီတကယ်ဘုံသဘောထားနိုင်ငံရေးဘုံသဘောထားတည်ဆောက်မှုကိုအခုချိန်ထိ80ရာခိုင်နှုန်းလောက်ပဲသူတို့ပြီးနိုင်သေးတာပေါ့နော်အဲ့ဒါတောင်မှမူကျမ်းပဲဖြစ်သေးတယ်အဲ့လိုဆိုတော့ MUCC ရဲ့ MUG ရဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်ဒီလုပ်ငန်းဆောင်ရွက်မှုပုံစံအရာဆရာခုနကပြောတဲ့ဟာနဲ့အားရတယ်လို့ပြောပြီးမယ်အဲ့လိုမျိုးတိကျကျဆောင်ရွက်နိုင်တဲ့ဟာသဘောတူညီမှုရနိုင်တဲ့ဟာဘုံသဘောထားတည်ဆောက်မှုအပေါ်မှာပြည်သူတွေကလည်းကြည်နေတာကိုအဲ့ဒီအပေါ်မှာရောဆရာအနေနဲ့ဘယ်လိုမြင်တယ်လဲကျွန်တော်အမြင်မှာတော့ဒီຫນွေဦးတော်လိုင်းခက်ဆက်ကျွန်တော်တို့ပြည်တွင်းစစ်ပြဿနာကတော့ကျွန်တော်တို့တိုင်းရင်းသားတွေကိုကတော့ကျွန်တော်ဒီခြာတာနေနဲ့တိုက်တွားတက်ဆိုင်တာကတော့ကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေရဲ့အခန်းခန္ဓာနဲ့လက်ဆိုင်တယ်ဆိုတော့ကျွန်တော်တို့တိုင်းရင်းသားတွေကရောကျွန်တော်တို့ဘယ်အဆင့်ထိဆိုရင်တော့လက်ခံနိုင်မလဲပေါ့အဲ့ဒါတွေလည်းအထဲမှာအခက်ခဲရှိမယ်လို့တော့ယူဆတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့တိုင်းရင်းသားအနေနဲ့ဖြစ်ဒီတော်လန်ပြည်သူတွေနဲ့အနေပဲဖြစ်ဘယ်လောက်ထိအခက်ခဲဖြစ်နေပါရှိရန်သူကတော့သူ့လှုပ်ရှားလှုပ်သွားမှာပဲမဆုရှိနိုင်အောင်တယောက်နဲ့တယောက်အထင်လွဲအောင်အမြင်လွဲအောင် propaganda ကိုတောက်လျှောက်လုပ်မှာပဲရန်သူကတုံးနေတာကတော့တွေးအောင်လုပ်မယ်ပြီးရင်တွေးကြောင်အောင်လုပ်မယ်ပြီးရင်တွေးကွဲအောင်လုပ်မယ်ပေါ့တော့ရန်သူကတော့မဟာဗျူဟာကဒီဟာတွေကကျွန်တော်တို့အထဲမှာကောဒီတော်လန်ပြည်သူတွေအထဲမှာကောဒီလူမျိုးနားလည်မှုလွဲအောင်အားမလို့အားမရဖြစ်အောင်ကတော့သူအလုပ်မှာပဲဒီလုပ်တဲ့အရာပေါ်မှာကကျွန်တော်တို့ကဖြစ်ချင်တာနဲ့ဖြစ်တဲ့နာကိုယူပြီးမှကျွန်တော်တို့ကမလုပ်နိုင်တဲ့ဟာကိုအများကြီးကျွေးနွေးတာထက်ကိုကျွန်တော်တို့ကဘာတွေလုပ်နိုင်မလဲရန်သူကတော့သူကရန်သူပြီးလုပ်နေပြီကျွန်တော်တို့ကတော့ဘာလုပ်နိုင်တယ်လဲကျွန်တော်တို့အနေနဲ့အဖွဲ့ရှိအတီးအနေနဲ့ကောပါဘယ်အခန်းခန္ဓာကနေတတ်နိုင်တယ်လဲဆိုတဲ့ဟာကိုအလုတ်ကူမှန်ကန်တော်လိုင်းရေးတတိမှန်နဲ့လှုပ်လာမယ်ဆိုရင်တော့ကျွန်တော်တို့ကစုစည်းမှုယုံကြည်မှုကဒီထက်ပိုပြီးမှကောင်းမွန်လာမှာပါလို့တော့ယူဆပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာဆိုတော့ကျွန်တော်ခုနကအစပိုင်းမှာပြောတယ်လို့ပဲခုချိန်မှာစီကြီးအရာကျွန်တော်အောင်မြင်မှုတွေရှိလာတယ်ပြည်မီစုမှုတွေရှိလာတယ်ဆိုတော့ဒီစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားတွေမရှိတော့တဲ့နေရာတွေမှာပေါ့နော်ကျွန်တော်ဒီဒေါ်လာကြီးအင်အားစုတွေအနေနဲ့ဒီအုပ်ချုပ်ရေးရန်တရားကိုစနစ်တကျလဲပတ်နိုင်ဖို့အတွက်အစဉ်တန်းရှိနေပြီလားဆရာအတွေ့အကြုံနဲ့ဒီကျွန်တော်ချင်းပြည်နယ်အတွေ့အကြုံရောဆရာတည်ထားတဲ့ဒေါ်လာကြီးအင်အားစုတွေအချင်းချင်းပြောတဲ့အခါမှာတည်ထားတဲ့အတွေ့အကြုံတွေကနေဆရာနည်းနည်းရှင်းပြလို့ရမလားဗျစကမရဲ့အုပ်ချုပ်ရေးလက်လမ်းမမီနိုင်တဲ့ဒေါ်လာကြီးစုမှုနယ်မြေမှာအုပ်ချုပ်ရေးပိုက်ဆိုင်ရာကတော့အစင်တင်ဖြစ်ပြီလားဆိုတဲ့မိခွန်ပေါ်မှာတော့ကျွန်တော်တို့ကတော့ဒီဒေါ်လာရဲ့အနေနဲ့တော့ဖြစ်တဲ့တလောက်ပေါ့နော်အထိုက်အလျောက်ကိုတော့အစင်တင်ဖြစ်ပါတယ်ဒါပေမဲ့တို့ပြီးမဲ့လက်တာ100ရာခိုင်နှုန်းတော့မဟုတ်တီးဘူးပေါ့ဒါကကျွန်တော်တို့မှာတော်လာကြီးဆိုတဲ့ခါကျတော့ပြီးဆုံးလို့လှုပ်လာတာမဟုတ်ပဲနဲ့လိုအပ်ချက်အရာကိုလှုပ်လာတဲ့ပုံမှာဒီဒေတာအတီးမှာပြည်သူလူထုတွေနဲ့လက်တွဲပြီးမှကျွန်တော်တို့ဒေတာနဲ့ရှီလျော်မဲ့ကျွန်တော်တို့ဒေတာနဲ့လိုက်အောင်ကျွန်တော်တို့ပြည်သူလူထုကလက်ခံနိုင်မဲ့ရှင်းနေပြီးသားလူငယ်အဖွဲ့ရှိတို့မဟုတ်ကြီးရွာရဲ့အဖွဲ့ရှိတစ်ခုနဲ့ပေါင်းစပ်ပြီးမှပြဿနာတစ်စုံတစ်ခုဖြစ်ပေါ်လာရင်လေဖြေရှင်းလို့ရအောင်ဆိုပြီးမှကျွန်တော်တို့ကတော့တတ်နိုင်တဲ့လောက်တော့ပြည်သူအုပ်ချုပ်ရေးက
ကန်နာကလည်းကျူးစားနေပါတယ်80ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ကတော့အဆင်သင့်ရှိနေပါတယ်လို့ပြောလိုပါတယ် ဟုတ်ကဲ့ဆရာဆိုတော့အခုကျွန်တော်မြည်ချင်တာကလက်ရှိချင်းပြည်နယ်ရဲ့မြေပြင်အခြေအနေကိုကျွန်တော်မြည်ချင်ပါတယ်အခုဆိုရင်ကျွန်တော်ခုနကပြောထားပြီးသားစီရေးအရာနဲ့မြေစုမှုတွေပူရရှိလာတာကျွန်တော်တို့တွေ့ရတယ်ဒီလိုစီရေးအောင်မြင်မှုတွေဟာကျွန်တော်တို့အုပ်ချုပ်ရေးရန်တရားတစ်ခုစနစ်တကျလဲပတ်နိုင်ဖို့အတွက်ဘယ်လောက်ထိအာမခံချက်ပေးနိုင်ပြီလဲပေါ့ဆရာအုပ်ချုပ်ရေးရန်တရားတစ်ခုအခြေတကျလဲပတ်နိုင်ဖို့အတွက်ကဘယ်လိုအခက်ခဲစင်ခေါ်မှုတွေရှိနေသေးတယ်လဲပေါ့နော်ဆရာရဲ့အတွေ့အကြုံအရာအတိစိတ်ကြုံတွေ့ရတဲ့ဥပမာမျိုးနဲ့ဆရာရှင်းပြလို့ရမလားဟုတ်ကဲ့ပါအုပ်ချုပ်ရေးအာမခံချက်ပြီးနိုင်ဖို့ကကိုယ့်ရဲ့လွတ်မြောက်မှုကအာမခံချက်ရှိဖို့လိုတာပေါ့ဒါရှိရဲ့အရာကစကားစကင်းစင်မယ်ကင်းစင်ပြီးမှဒီကျွန်တော်တို့လွတ်မြောက်နေမီရဲ့အခန်းကဏ္ဍအာမခံချက်ရှိပြီးဆိုရင်တော့ဒီပညာရေးကျန်းမာရေးအုပ်ချုပ်ရေးဒီဖွံ့ဖြိုးရေးဒီရှိပွားရေးဒီပေါ့နော်ဒါကတော့တဖြည်းဖြည်းနဲ့တစ်ဆင့်ပြီးတစ်ဆင့်လက်တွေ့ကြအာမခံချက်ပြီးဖို့ကတော့ရာခိုင်နှုန်းကနည်းသေးတယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဥပမာတော်လိုင်းရေးနေမီတချို့မြို့ဒီတိမ့်နိုင်တယ်ဆိုပြီးမဲ့လည်းဘယ်အချိန်ထိကိုကျွန်တော်တို့ကထိမ့်သိမ့်နိုင်မလဲဘယ်ထိကိုလွတ်မြောက်နိုင်အောင်ထိမ့်သိမ့်နိုင်မလဲအဲ့ဟာကတော့တော်လိုင်းရေးတမားတွေထဲရဲ့တာဝန်တော့မဟုတ်ဘူးဒီထဲမှာရှိနေတဲ့ပြည်သူတရက်လုံးတဦးချင်းစီရဲ့တာဝန်တော့ဟုတ်တယ်တဦးချင်းစီပြည်သူတဦးချင်းစီကဘယ်လောက်ထိပူးပေါင်းနိုင်မလဲဘယ်လောက်ထိဆောင်ရွက်ပြီးကြမလဲဘယ်လောက်ထိပူးပေါင်းကြမလဲဆိုတဲ့အပေါ်မှာကတော့အာမခံချက်ရှိနိုင်မယ်ရှိရေးအရာကကျွန်တော်တို့လွတ်မြောက်နေမီရဲ့အာမခံချက်ရှိမှတာလည်းအုပ်ချုပ်ရေးပိုက်ကောကြာနဲ့ကန္တာပိုက်ဆိုင်ရာကအာမခံချက်ပြီးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့လိုပဲယူဆပါတယ်စင်ခေါ်မှုကတော့ဒါတော်လိုင်းရေးကာလဆိုတော့တချို့နေမြေမှာကျတော့တချို့လူတွေကျတော့လုတ်တတ်တယ်ဒါပေမဲ့မလုတ်ရဲဘူးဆိုတဲ့အပိုက်ကောပြီးရင်ဘယ်အရာမဆိုလုတ်လာတဲ့ခါကျတော့ဘန္တာကြီးပေါ့နော်ငွေကြီးကအခက်ခဲရှိလာတယ်ဒီချိန်မှာကတော့နေရာတကာမှာအခက်ခဲဖြစ်လာတဲ့ချိန်မှာကျတော့ပြည်သူလူထုကလည်းသူ့ဝန်းစာအတွက်သူ့မိသားစုအတွက်ရုန်းကန်နေတဲ့အချိန်မှာဒီအတွက်ကိုအချိန်ပြီးနိုင်ဖို့ဆိုတာဒါမှခက်ခဲတဲ့အချိန်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ငွေရေးကြီးမတုံးဆွေးနိုင်တဲ့အခါကျတော့ဒါကတော့ကျွန်တော်တို့ရဲ့အခက်ခဲများတဲ့ထဲမှာမတခုဘာနာရေးအခက်ခဲပေါ့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာဆိုတော့ကျွန်တော်တို့ချင်းပြည်နယ်မှာပဲဖြစ်ဖြစ်ဒီမြေပြန့်ဒေတာပြည်မဘက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကြားနေရတာဝေဖန်တာတွေထွက်နေတာကပါရှိတယ်ဆိုတော့ပါကာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီချင်းပြည်နယ်ကလည်းပိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော်သုံးသပ်ကြတဲ့နေရာမှာဒီအုပ်ချုပ်ရေးပိုင်းကိုပေါ့နော်ဒီတော်လိုင်းရေးကာလမို့လို့အုပ်ချုပ်ရေးပိုင်းကိုစစ်ဘက်ကပဲအကုန်လုံးချုပ်ကိုင်ထားတယ်ပေါ့နော်အဲ့လိုပြောတာနေတဲ့ရှိတယ်ပေါ့လေအဲ့လိုဆိုတော့ဆရာတို့အနေနဲ့ဒီစစ်ရေးဘက်ကနေပြီးတော့စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းကနေပြီးတော့ဒီအုပ်ချုပ်ရေးပိုင်းကိုဘယ်လောက်အထိဝန်ရောက်စီမံနေတယ်လဲပေါ့နော်ဘယ်လောက်ထိဝန်ရောက်ပါဝင်နေရတယ်လဲပေါ့နော်တစ်ဖက်ကနေပြောမယ်ဆိုရင်တော့အရက်ဘက်အဖွဲ့အစည်းတွေကိုဒီစစ်ဘက်ရေးရာဘက်ကနေဘယ်လောက်အထိလွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးထားတယ်လဲဆိုတဲ့ဟာပိုင်းကိုနည်းနည်းရှင်းပြပေးပါဦးဇိုလင်းဒေတာထဲပဲမဟုတ်ဘဲနဲ့ချင်းပြည်နယ်ပြီးတော့တည်ထားတယ်လို့ပေါ့နော်ဆရာတုံးသက်ပြီးပါအောင်ဗျကျွန်တော်တို့ဒေတာအနေနဲ့တော့တစ်ဖက်ကနေဆွတ်ဖတ်မျိုးစီမံခန့်ခွဲတာမျိုးမလုပ်ဘူးဒါကပြည်သူ့အုပ်ချုပ်ကနေပြီးမှသူကခုနပြောထားတယ်လို့မျိုးပဲဒါကျွန်တော်တို့စုမှုနယ်မြေထဲကရွာတွေကြတော့သူကရှိနေပြီးတာဖွဲ့ရှိအမေနာမတစ်ခုခုကနေပြီးမှအုပ်စီဦးဆောင်လုပ်တယ်အဲ့လိုမျိုးပုံစံတွေနဲ့ကျွန်တော်တို့ကအုပ်ချုပ်ရေးအဖွဲ့ကနေ ZF ဆိုတော့ကျွန်တော်တို့ဒီကြီးရွာတရွာနဲ့တရွာမတူဘူးပေါ့နော်တရွာနဲ့တရွာမတူတဲ့ချိန်မှာတရွာနဲ့တရွာကျွန်တော်တို့ချင်းကပ်ပုံကမတူဘူးအလုံးက stable မဖြစ်တည်တဲ့ခါကျတော့ဒီဟာပဲတုံးမယ်ဆိုတဲ့ပုံစံနဲ့တော့ကျွန်တော်တို့ကြားကာလမှာတော်လိုင်းကာလမှာတွားလို့မရတဲ့အနေအထားမျိုးမှာဆိုတော့တရွာနဲ့တရွာလူငယ်တွေဥဆောင်တဲ့ရွာတွေရှိတယ်ရှိနေပိတာဖွဲ့ရှိအမေတခုခုနဲ့ဥဆောင်တဲ့ရွာတွေရှိတယ်အဲ့ဟာတွေကိုကျွန်တော်တို့ချင်းကပ်ပြီးမှအုပ်ချုပ်ရေးအဖွဲ့ကနေချင်းကပ်ပြီးမှတခါတလေလိုအပ်လာရင်တော့ကျွန်တော်တို့ဌာနပေါင်းဆောင်ကနေပြီးမှစီယုံရေးတွားဆင်းတယ်အဲ့ဟာမျိုးတွေပူးပေါင်းလုပ်တာမျိုးရှိတယ်ကျွန်တော်တို့ကနေပြီးမှစီမံခန့်ခွဲပြီးမှအုပ်ချုပ်ရေးရဒီလိုလူလုပ်မယ်ဆိုတာမျိုးတော့မရှိဘူးအဲ့ဒါကတပိုင်းပေါ့တချို့နေရာမှာကြတော့ဒါစီရေးအရာကစစ်အုပ်ချုပ်ရေးကိုပြဋ္ဌာန်းထားတာရှိတယ်သူ့နယ်မြေဒေသအလိုက်နဲ့ဆိုင်ပါတယ်ဒါကသူ့ပြဿနာနဲ့သူတချို့တွေကြတော့ပြည်သူတိုက်ကလည်းပြည်သူစုပြီးမဲ့လဲဒီတော်လိုင်းရေးကိုရှိတူအောင်လုပ်မဲ့ပြည်သူနဲ့တော်လိုင်းရေးကိုနောက်ကိုပြန်ဆွဲချင်တဲ့ပြည်သူရှိပါတယ်ဒါကတခုခုပြောတဲ့အခါကျတော့ပြည်သူလို့ပဲခေါင်းစဉ်တပ်ပြီးမှလုပ်တဲ့လူတွေလည်းရှိတယ်လို့ကျွန်
ကျွန်တော်တို့ဘက်ကတော်လိုင်းရေးဘက်ကလည်းဒါကိုမိတ်ဆွေကောင်းလာနော်မိတ်ဆာလာဆိုတဲ့ဟာကိုပြန်သုံးသပ်ဖို့လိုတယ်လို့ဒါကပြည်သူအစ်စ်လားဒါမှမဟုတ်ဟိုဘက်ကစကားမဘက်ကပြည်သူတွေလားဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တော်လိုင်းရေးကာလမှာကနေနေသုံးသပ်နေတာမျိုးရှိတယ်သူရဲ့ဒီတာအလိုက်ကိုလိုအပ်ချက်အရာပြဋ္ဌာန်းတာမျိုးလည်းရှိပါတယ်ဒါကတော့ကျွန်တော်တို့ပြည်သူတွေအမြင်အနေနဲ့လက်ခံဖို့ခက်ခဲနိုင်တယ်ပေါ့နော်ဆိုတော့ပြည်သူတွေအနေနဲ့အခုနပြောထားတဲ့နည်းနည်းဆက်သက်ပြောမယ်ဆိုတော့စီအုပ်ချုပ်ရေးကြီးညာလိုက်တယ်ဆိုတဲ့ဟာမျိုးကိုလက်ခံနိုင်ဖို့ခက်ခဲနိုင်တယ်ဒါပေမဲ့သူကလိုအပ်ချက်အရာအခိုက်အတန့်တစ်ခုဖြစ်မယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ဒါကတော့သူ့နေရာနဲ့သူပေါ့နော်နယ်မြေဒေသကမတူဘူးတမျိုးနယ်နဲ့တမျိုးနယ်လည်းမတူတယ်လို့ခြုံပြီးမှပြောရဖြစ်တယ်ဒီအုပ်ချုပ်ရေးပိုင်းကတော့တရွာနဲ့တရွာတော့မတူဘူးချင်းကမှုကအဲ့လိုရှိတယ်ဆရာဟုတ်ကဲ့ကျေးဇူးပါဆရာဆိုတော့ဒီကျွန်တော်တို့တထု idea မူဝါဒဒီမှာပြောနေကြတာရှိတယ်စီးအခြေအနေကျန်းအုပ်ချုပ်ရေးကိုကျွန်တော်ခဏပြီးဖယ်ထားမယ်ပြီးတော့ဒီကုံလုံးကိုဒီစီးကပဲလောလောဆယ်ဥဆောင်တဲ့နေဆိုတော့ယူဆချက်တွေအပေါ်မှာရောဆရာဘယ်လိုထည့်လဲကျွန်တော်တို့ရဲ့ဒေါ်လာရေးအခြေအနေနဲ့နည်းနည်းချင်းပြီးတော့ပေါ့လေနိုင်ရှင်ပြီးတော့ဆရာအယူအဆဆရာရဲ့အမြင်ဘယ်လိုရှိတယ်လဲဆိုရဲအဲ့ဒါတစ်ချက်ပြောပြပါဒါကတော့ကျွန်တော်အမြင်မှာကျတော့ကျွန်တော်တို့ကဒေါ်လာရေးဆိုတဲ့ခါကျတော့ကျွန်တော်တို့ကလက်ရှိမှာဒီစနစ်ကူမကြိုက်လို့စနစ်အတိကူအစားထိုးဖို့လုပ်နေတဲ့ချိန်မှာကစီရေးတခုထဲနေတော့လုပ်မရဘူးဒါပေမဲ့စီရေးကအားကောင်းဖို့လိုတယ်မှန်တယ်ဒါပေမဲ့စီရေးကူအားကောင်းဖို့ဒါကစီရေးကစစ်ဖက်ဆိုင်ရာဒီလက်နက်ကအစုဖွဲ့တွေကမတီးတဲ့ချိန်မှာမတိမတာအာနာရှင်မဖြစ်ဘူးရဲ့ဒါအချမ်းဖတ်မဖြစ်ဘူးရဲ့ကတော့နိုင်ငံရေးအုပ်ချုပ်ရေးပညာရေးကျန်းမာရေးဒီဟာတွေနဲ့တသွေးတသားထဲဖြစ်ဘူးရဲ့ balance ဖြစ်ဖို့ကတော့လိုအပ်တယ်လို့ယူဆတယ်ဒါပေမဲ့ဒီဟာတွေကိုပညာရေးအုပ်ချုပ်ရေးကျန်းမာရေးဖွံ့ဖြိုးရေးစီးပွားရေးအခြားသဖြင့်ဒီဟာတွေကိုကျွန်တော်တို့ကောင်းမွန်လုပ်နိုင်ဖို့ကရှိရေးတော်လန်တိုက်နေတဲ့အချိန်ဆိုတော့ဒါကတော့နံပါတ်1အရာတော့ဒီလက်နက်ကိုင်တွေပေါ့နော်စူးမှုနယ်မြေတွေအားကောင်းဖို့လိုတယ်လက်နက်ကိုင်တွေတော်လန်ရေးအားကောင်းဖို့လိုတယ်ဒါကတော့မှန်တယ်ဒါပေမဲ့ဒီဟာကြီးပဲရှိနေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီပြည်သူတွေပဲဘယ်လိုထိန်းကွပ်မလဲဘယ်လိုအုပ်ချုပ်မလဲဆိုတဲ့ဟာကတော့စဉ်းစားစရာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့နံပါတ်1ကတော့လက်နက်ကိုင်လိုင်းရှင်ဖြစ်မယ်2ကတော့ဒီအုပ်ချုပ်ရေးပညာရေးပေါ့နော်ဦးစားပြေးအနေနဲ့ပေါ့ဥပမာဘန်ဒါရေးအနေနဲ့ကျွန်တော်တို့ဘယ်အဖွဲ့အစည်းမဆိုသုံးနေတဲ့ချိန်မှာဒီချိန်မှာကတော့စစ်ရေးကိုဦးစားပြီးပြီးမှကျွန်တော်တို့ကဘန်ဒါရေးကိုသုံးဆွဲနေတာမျိုးရှိတယ်အဲ့ဒါကြောင့်စစ်ရေးကအရေးကြီးနေတဲ့ကာလဖြစ်နေတယ်ဒါပေမဲ့လည်းကြံတဲ့ဟာကိုလိလူချူတာမျိုးမဟုတ်ဘဲနဲ့လိုအပ်တယ်ဆိုတဲ့ဟာမျိုးကတော့ကျွန်တော်ရောဒီလိုပဲမြင်ပါတယ်